ခင်ဗျဒီနေ့ဆရာမြောက်ပြီးပေးခြင်းတဲ့အကြောင်းအရာတွေကတော့ဆရာတို့ဒီရုပ်ဝေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အကျိုးရနိုင်မယ့်အမှတ်သားလေးတွေမြောက်ပြီးပေးခြင်းတာပေါ့နော်အဓိကတော့နိုင်ငံရခြားဒီကိုယ့်ရဲ့မွေးရမီမဟုတ်တဲ့ရုပ်ဝေးပေါ့နော်ဒီရုပ်ဝေးမှာအစဉ်ပြေထောက်ကူရမယ့်အမှတ်သားလေးတွေပေါ့နော်ကံထောက်ကူကောင်းမယ့်အမှတ်သားလေးတွေအကြောင်းကိုဒါလက်ဝါးပြင်မှာပါတဲ့အမှတ်သားလေးတွေပေါ့နော်ဒါမြောက်ပြီးပေးခြင်းတာပေါ့နော်ပထမဆုံးဆရာပုံမှာပြပေးထားသလိုတနင်္လာဂျုံမှာပါတဲ့9ရုပ်အကြောင်းပေါ့နော်ပုံမှန်မြင်ရပါလိမ့်မယ်ခင်ဗျာနော်9ရုပ်အမှတ်သားလေးတွေ့ရပါလိမ့်မယ်မြင်အောင်တော့ဆရာတရားမြင်အောင်တော့ပေါ့နော်ပြပေးထားတယ်ဒီတနင်္လာဂျုံကဒီ9ရုပ်ကပေါ့နော်ဒီလက္ခဏာရှင်မှာဒီလက်မှာဒီတနင်္လာဂျုံမှာပါနေမယ်ဆိုရင်သူရုပ်ဝေးနဲ့အကျိုးပြုအဆက်လိမ့်မယ်ပေါ့နော်ဝေတော့ရက်မှာသူ့ရဲ့အစဉ်ပြေမှုအောင်မြင်မှုတွေကံဒီထားတွေကရှိတယ်လို့ဒါပြရတယ်ပေါ့နော်ခီးသွားလုပ်ငန်းသူကအကျိုးပြုလိမ့်မယ်အဲတော့သူနဲ့ပတ်သက်တဲ့အရာတိုင်းကဒီရုပ်ဝေးနဲ့အဆက်နေတာမျိုးပေါ့နော်ဝန်ဆောင်မှုလုပ်ငန်းလုပ်ရတဲ့အလုပ်မျိုးတွေမှာသူကအများအပြားလောက်ကန်ရတတ်တယ်ပေါ့နော်သူ့ဘဝမှာနိုင်ငံရေးခြားဒီလူမျိုးခြားနဲ့ဆက်ဆက်ပြီးတော့လုပ်ရတဲ့အလုပ်တွေကပို့ပြီးတော့အကျိုးပြုလိမ့်မယ်လူမျိုးခြားကလည်းအထောက်အကူပေးလိမ့်မယ်လို့ဒါပြရတယ်ပေါ့နော်ကံဒီထားရရုပ်ဝေးမှာပို့ပြီးတော့အထောက်အကူရမယ်ပို့ပြီးတော့အဆင်ပြေမှုရမယ်ပို့ပြီးတော့အောင်မြင်နိုင်မှာတော့ဒါပြပေးထားတယ်ဘဝမှာမထင်မှတ်ထားတဲ့ခီးတွေကိုထွက်ရမယ်ပေါ့သွားတဲ့ခါမျိုးမှာကိုယ့်ရဲ့ဒီဘဝတစ်စိတ်ချိုးပြောင်းလဲနိုင်တဲ့အထိကိုသူ့ရဲ့အကျိုးအကောင်းသေးတယ်ပေါ့နော်သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာမထင်မှတ်ပဲဒီခီးဝေးပေါ့နော်ခီးဝေးထွက်ရတဲ့အခါမျိုးမှာအဲ့ခီးကသူ့အတွက်ပို့ပြီးတော့သူ့ဘဝအတွက်ပြောင်းလဲမှုကိုပေးနိုင်တယ်လို့ဒါပြပေးထားတယ်ပေါ့နော်နောက်တစ်ခုကတော့ဆရာတို့ဒီအသက်လန်းအဆုံးမှာပါတဲ့အမှတ်သားပေါ့နော်ဒီအသက်လန်းကျောင်းရဲ့အဆုံးမှာဒီအခွဲလေးပါမှာပေါ့နော်ဒီအခွဲကလည်းဒီအသက်လန်းအတွင်းထဲကိုပဲသူကပြန်ပြီးတော့ဒါဝင်သွားမယ်ပေါ့နော်ကြောင့်ပုံထဲကအတိုင်းအသက်လန်းရဲ့အဆုံးမှာအခွဲလန်းတစ်ခုဟာကိုယ့်ရဲ့ဒီတောက်ကြကိုပုံအတွင်းထဲကိုပြန်ဝင်သွားတယ်ပေါ့နော်အခွဲတစ်ခုကတောက်ကြကိုပုံအတွင်းထဲကိုပြန်ဝင်သွားတယ်ဒီအသက်လန်းဘက်ကိုပဲအသက်လန်းကိုယ်စင်းတဲ့ဘက်ကိုပဲဝင်သွားတဲ့အခါမျိုးမှာဒါဘာကိုအကျိုးပြုလဲဆိုတော့ဝေသောရက်ကိုရောက်ရှိနိုင်နေမယ်တော့ဝေသောအရက်မှာအလောက်ကန်လောက်ရလိမ့်မယ်ပေါ့နော်မိမိမဟုတ်တဲ့ဝေသောအရက်ကိုသူ့ရဲ့ကံဒီထားဟာရောက်သွားလိမ့်မယ်ပေါ့နော်အဲကံဒီထားအဲဝေသောအရက်မှာကောင်းတယ်လို့ဒါပြရတယ်ပေါ့နော်မရောက်သေးရင်လည်းဒီလိုလက္ခဏာရှင်ကဒါရောက်ရှိနိုင်တယ်သွားလိမ့်မယ်လို့ဒါပြရတယ်ပေါ့နော်ဒီလိုလူအများစုကရဝေးကံပါကြတယ်သူကဝေသောအရက်နဲ့ကိုသူတို့အဆက်နေတာတကယ်လို့သူတို့ရဲ့ဒီမွေးရမီမဟုတ်တဲ့အရက်ဒေတာမှာပဲစီးပွားရှာနိုင်ငံရေးရှားမှာပဲစီးပွားရှာအလုပ်လုပ်လို့ပေါ့နော်အကျိုးပြုမယ်ပို့ပြီးဖြစ်လွယ်တယ်လို့ပြရတယ်ပေါ့နော်လူမျိုးရှားအကျိုးပြုအဆက်တယ်လူမျိုးရှားနဲ့အလုပ်တူလုပ်ကန်ရတာမျိုးတွေကိုလည်းဒါကံနေထားရပြပေးရတယ်သူတို့ရဲ့ကံကတော့ရဝေးမှာပို့ပြီးတော့အထောက်အကူရမယ်ရဝေးနဲ့ပို့ပြီးအဆက်မယ်ဒါကြောင့်ပုံမှာပြပေးထားသလိုအသက်လိုင်းရဲ့အစုံမှာအခွဲလန်းဖြစ်ရမယ်ပေါ့နော်အခွဲလန်းကြီးခွဲပြီးတော့ဒီအသက်လိုင်းဘက်ကိုပဲပြန်ဝင်သွားတယ်သို့မဟုတ်တောက်ကြချုပ်ကုန်အတွင်းထဲကိုပြန်ဝင်သွားတယ်ဒီလိုမျိုးဆိုရင်ဝေးတော်ရက်ကိုကျင်းဒီပေါရောက်ရှိလိမ့်မယ်မရောက်သေးရင်သွားလိမ့်မယ်လို့ဒါပြပေးထားတယ်ပေါ့နော်နောက်ဆုံးအမှတ်သားကတော့ဆရာတို့ဒီတန်လိုင်းရဲ့ဆုံးမှာဒီအခွဲလေးတွေလမ်းအဖျားလေးတွေပါတဲ့အမှတ်သားကြောင့်ပေါ့နော်ဒါကြောင့်ပုံမှန်ဆရာပြပေးထားသလိုဒီအတန်လိုင်းရဲ့အောက်ဆုံးမှာအခွဲလန်းလေးတွေပါမယ်ပြီးတော့အခွဲလန်းအဖျားလေးတွေပေါ့နော်အဖျားလေးတွေလည်းပါမယ်ဆိုရင်ဒီလိုလက္ခဏာရှင်တွေသူတို့ကဒီရဝေးနဲ့အဆက်တယ်ပေါ့နော်ရဝေးမှာကံထောက်ဖို့ရှိတယ်မိတ်ဆွေတို့အနေနဲ့ပုံထဲအတိုင်းတန်လိုင်းရဲ့အဆုံးမှာအခွဲအဖျားလေးတွေပါနေမယ်ဆိုရင်သူကဒီရဝေးနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အလုပ်ကိုင်အဆင်ပြေလိမ့်မယ်ဝေတော့အရက်မှာသူ့ရဲ့ကံဒီထားရှိလိမ့်မယ်လို့ပြရတယ်ပေါ့နော်ခီးဝေးခီးနီးခဏသွားတယ်ဆိုတော့ရဝေးခီးတွေသွားတာအဲ့လိုခီးတွေထွက်ရတာမျိုးတွေကိုဒါပြရတယ်ပေါ့နော်လူမျိုးခြားတော့မဟုတ်နိုင်ငံခြားကုန်ပစ္စည်းများဖြစ်သွားအကျိုးပြုအဆက်တယ်ပေါ့နော်လူမျိုးခြားအကျိုးပြုမယ်ဒီနိုင်ငံခြားကုန်ပစ္စည်းတွေနဲ့အဆက်တယ်ပေါ့နော်ဒီပြောမှဆိုတော့အယောင်းဝယ်ရေးဘက်မှာဝေးတော့ရက်ကပစ္စည်းဝေးတော့ရက်ကအရာတွေနဲ့အဆက်ပြီးလုပ်မယ်ဆိုရင်အဆင်ပြေမှုပိုပြီးရနိုင်တယ်ပေါ့နော်ကန်ဒီထားလည်းပိုပြီးကောင်းနိုင်တယ်လက္ခဏာရှင်ရဲ့ဘဝမှာနိုင်ငံခြားခီးသွားတဲ့အရာမျိုးတွေနဲ့အဆက်တယ်ပေါ့နော်နောက်ဆုံးပေါ့ခီးသွားလုပ်ငန်းတွေနိုင်ငံပစ္စည်းတွေကိုရောင်းချတာတွေမှာလည်းအဓိကအကျိုးပေးမှုဉာဏ်စီမယ်လို့ဒါပြပေးတယ်ပေါ့နော်တခုဒီအမှတ်သားရဲ့ဒီလမ်းဖြာနဲ့အခွဲကြောက်ပေါ့နော်အားနည်းစီတဲ့အချက်လေးကတော့သူကကျမ်းမာရေးမှာတော့ရုပ်တရက် accident တွေပါဖြစ်လေတွေ့တယ်ပေါ့နော် accident ဖြစ်တတ်တယ်ပေါ့သူကရောဂါတစ်ခုကိုကိုယ့်ရှိကိုဝင်လာတတ်တယ်ပေါ့နော်ခံစားတတ်တယ်လို့ဒါပြတယ်ဒါကတော့အငင်းပဲလေးအနေငယ်ပေါ့နော်အကောင့်ဘက်ကတော့အဓိကတော့ရဝေးနဲ့အဆက်တယ်ရဝေးကိုရောက်ရှိလိမ့်မယ်ရဝေးရဲ့ခရီးတွေကိုလည်းသူကကောင်းသွားလိမ့်မယ်ပေါ့နော်သူ့ရဲ့ကံနေထားကလည်းရဝေးနဲ့အဆက်တာကိုဒါပြပေးထားတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးများ